မအဆင်ပြေရဲ့လား မရလို့မရတော့ ညီမလေး SP ကိုဒူလေးတက်လိုက်ပါလား အဲ့ဒီစိတ်ဘူးနဲ့ရောက်တော့မယ်နော် 1 2 3 ဆိုင်ရိုးရေးတင်မယ်တွေးပေါင်ချင်းပြန်တိုင်းမယ်နော် လူနာရုတ်တရက်ညာဘက်ချမ်းလေးသွားတယ်လို့ပြောတယ်ဆရာ ဟုတ်ညပချန်လေးဝိုင်းဆိုတော့လေဖြတ်တာဖြစ်နိုင်တယ်ပေါ့နော်တော်တတိရလားတော့ဟုတ်ပြီတမလုံးချက်လေးချက်ကြည့်မယ်နော်တော့တော့ဟိုဘယ်တော့အစဖြစ်တယ်တော်တတိရမေးလေ လွန်ခဲ့တဲ့တနားတော့ ဟုတ်ပြီတော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ထားပြီးတော့အမြန်ဆုံး diagnosis တည်အောင် CT scan လေးရိုက်မယ်နော်တော့တော့ CT scan ရတော့လေတွေးကြောပိတ်တဲ့လက္ခဏာတွေပဲရှိရပေါ့နော်တွေးခဲဖြော်စီအချိန်ကြီးတွေးလို့ရတဲ့အခြေအနေရှိရတော့တွေးမလားတော့ဟုတ်ပြီကျွန်တော်အကောင်းဆုံးလုပ်ပေးမယ်နော်တော့ဟုတ်ဒီမင်္ဂလာပါရှင်ဘာမှစိတ်မပူနဲ့နော်နေကောင်းတော့မှာဆရာမတို့ဒီကောင်လေးချိန်မယ်နော် ဟုတ်ကဲ့ပါ ဒီကောင်လေးချိန်မယ်နော် ဟုတ်ကဲ့ပါ အဲ့ဒီစနစ်ကူနဲ့တော့နော်အခုတက်တော့တိုင်းတာလေးပုံမှန်ပဲတရောခုံနဲ့လည်းပုံမှန်ဖြစ်သွားပြီCT ပြန်ချက်တဲ့ပြင်မှာလည်းတော်တော်ကောင်းတယ်ဒီလားတဖြည်းဖြည်းနဲ့တက်လာတော့မှာပါနော် ဟုတ်ဆရာမကျေးဇူးပါရှင် ဟာဆရာမင်္ဂလာပါ မင်္ဂလာပါတော့ဒေါက်တာလည်းဆောက်နိုင်နေပြီလား ဟုတ်တယ်ဆရာတို့ကျေးဇူးကြောင့်အမြန်ဆုံးတက်လာတဲ့အတွက်ဘယ်လိုကျေးဇူးတင်ရမှန်းတော့မသိတော့ပါဘူးဆရာ ရပါတယ်ဒါကျွန်တော်တောင်းပါမယ်လေတော့ခြေတော့ရောတူတက်လာလားဆက်ဆောက်ပါ ကောင်းတယ်ဗျာ ဟုတ်ကြားလာဝန်တာပါတယ် ဒီလိုအချိန်တိုတိုတွင်ထိထိရောက်ရောက်ကုသပေးခဲ့တဲ့ဆရာမတွေနဲ့ Grand Hanai International Hospital ကိုကျွန်မအမြဲအမှတ်ရနေမှာပါ